ဧပြီလ19ရက်နေ့ကကျင်းပခဲ့တဲ့ပေကျင်း Half Marathon အပြေးပြိုင်ပွဲမှာလူသားပုံစံစက်ရုပ်တရုပ်ဟာကမ္ဘာအမြန်ဆုံးလူသားအပြေးသမားတွေရဲ့စံချိန်ကိုချိုးဖျက်နိုင်ခဲ့ကြောင်းသိရပါတယ်။ပေကျင်းမြို့တော်တောင်ပိုင်းရှိရီကျွမ်းနယ်မြေမှာကျင်းပခဲ့တဲ့အဆိုပါအပြေးပြိုင်ပွဲကိုလမ်းဘေးတစ်လျှောက်လာရောက်ကြည့်ရှုခဲ့ကြတဲ့ပရိသတ်များဟာစက်ရုပ်များနဲ့လူသားတွေရဲ့အားပြိုင်မှုကိုစိတ်ဝင်စားကြည့်ရှုခဲ့ကြပါတယ်။ထိခိုက်မှုနဲ့တိုက်ခိုက်မှုများမဖြစ်စေဖို့အတွက်စက်ရုပ်နဲ့လူသားအပြေးသမားများကိုလမ်းကြောင်းသီးသန့်စီခွဲပေးထားကာရှင်ပြိုင်စေခဲ့တာဖြစ်ပါတယ်။အချို့သောစက်ရုပ်များဟာကမ္ဘာကျော်အပြေးသမားဦးစိန်ဘောလိုမျိုးအလွန်တွက်လက်ပေမဲ့လည်းအချို့စက်ရုပ်တွေကတော့အခြေခံလှုပ်ရှားနိုင်စွမ်းသာရှိကြတာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲဝင်စက်ရုပ်တွေကတရုတ်စမတ်ဖုန်းထုတ်လုပ်ရေးလုပ်ငန်းဟော်နာအတွက်ကိုစားပြုရှင်ပြိုင်တဲ့ကိုပိုင်လမ်းကြောင်းရှာစနစ်တက်ဆင်ထားတဲ့စက်ရုပ်ဟာ21ကီလိုမီတာခရီးစဉ်ကို90မိနစ်26စက္ကန့်နဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါဟာတနာရီကို25ကီလိုမီတာခန့်နှုန်းနဲ့ပြေးလွှားခဲ့ခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။အဆိုပါရလဒ်ဟာပြိုင်ပွဲအတွင်းပါဝင်ရှင်ပြိုင်ကြတဲ့ထိပ်တန်းလူသားအပြေးသမားတွေထက်အလွန်အသားလွန်နေုံသာမကယူဂန်ဒါအပြေးသမားဂျာကော့ကီပလီမိုတင်ထားတဲ့ကမ္ဘာလူသားစံချိန်ဖြစ်တဲ့58မိနစ်20စက္ကန့်ကိုကျော်တက်သွားခဲ့ကာတမိုင်းဝင်ကမ္ဘာစံချိန်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တုန်းကတော့ပြေးစက်ရုပ်များဟာခဏလဲကျခဲ့ပြီးအကောင်းဆုံးစံချိန်အနေနဲ့2နာရီမိနစ်40ကျော်ကြာမြင့်ခဲ့တာဖြစ်ပါတယ်။ယခုနှစ်မှာတော့စက်ရုပ်တွေရဲ့စွမ်းရည်ဟာတိတာထင်ရှားစွာတိုးတက်လာခဲ့ပြီးယခုနှစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့စက်ရုပ်ရေတွက်ကလည်းပြီးခဲ့တဲ့နှစ်က20ခန့်သာရှိနေခဲ့ရာကနေယခုနှစ်မှာတော့100ကျော်အထိပါဝင်ရှင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာပြီးခဲ့တဲ့2025ခုနှစ်အတွင်းမှာစက်ရုပ်နဲ့ AI နည်းပညာတွေအတွက်အမေရိကန်ဒေါ်လာ10ဘီလီယံကျော်အထိရင်းနှီးမြှုပ်နှံထားပြီးအနာဂတ်မှာဒီစက်ရုပ်တွေကိုအိမ်မှုကိစ္စတက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့အန္တရာယ်ရှိတဲ့မိသက်လုပ်ငန်းတွေမှာအသုံးချဖို့ရည်မှန်းထားတာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။